ကျမနှစ်ဖူးကိုလှမ်းကင်လိုက်မိရုံပဲရှိသေးတယ်ရုတ်တရက်ကြည့်လိုက်တော့မှကျမမျက်ခုံးမွေးတွေပြောင်းနေတာကိုသတိထားမိလိုက်ပါတယ်ခေါင်းကိုလှည့်ကြည့်လိုက်တော့ရေကူးကန်ထဲမှာမျက်ခုံးမွေးတွေမျောနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာကျမရေမကူးတတ်တာကိုလုံးဝမေ့သွားပြီးမျက်ခုံးမွေးကိုယူဖို့အတွက်ရေကူးကန်ထဲချက်ချင်းခုန်ဆင်းလိုက်မိပါတယ်ထမင်းစားချိန်ရောက်တော့လေကျမမျက်ခုံးမွေးတွေကပြုတ်ကျပြန်ရောမျက်ခုံးမွေးရှာဖို့အောင်းငုံကြည့်လိုက်တော့မှကျမရဲ့ဟင်းပန်းကန်ထဲရောက်နေတာကိုတွေ့လိုက်ရပါတယ်ကျမရဲ့ပြီးပြည့်စုံတဲ့အလှပကိုထိမ့်သိမ့်ဖို့အတွက်အဲ့ဒါကိုပါဇက်ထဲတန်းထည့်ပြီးမျိုးချလိုက်ရုံကလွဲလို့တခြားမတတ်နိုင်ခဲ့ပါဘူးပြီးတော့တခြားမျက်ခုံးတစ်ဖက်ကိုလိုက်ရှာနေတော့ကန်ဆိုးကျင်တော့ကျမကောင်လေးကအဲ့ဒီမျက်ခုံးမွေးကိုအရင်တွေ့သွားပါတယ်ကျမလည်းချက်ချင်းပဲလူယူလိုက်ပြီးခေါင်းကိုစပွဲပေါ်ချက်ချင်းကုန်းချလိုက်ပါတယ်အပေါ်ကိုပြန်မောကြည့်ဖို့တော့မရဲတော့ပါဘူးသူကတော့ကျမယူသွားပြီလို့ထင်နေတာပေါ့မျက်ခုံးမွေးကိုတေချာပြန်ကပ်ပြီးတဲ့နောက်မှာတော့ခေါင်းကိုဖြည်းဖြည်းချင်းမောလိုက်မိပါတယ်ဒါပေမဲ့ကျမရဲ့မျက်ခုံးမွေးတွေကအပေါ်ကိုထောင်တက်နေတာကိုတော့ကိုပါကိုမသိခဲ့ပါဘူးကျမကောင်လေးကတော့ကျမစိတ်ဆိုးနေတယ်လို့ထင်သွားတာပေါ့အဲ့ဒီညကကျမမျက်ခုံးမွေးပြန်တက်နေတော့ကောင်လေးကရုတ်တရက်အခန်းထဲဝင်လာတယ်မျက်ခုံးမွေးကိုမျက်နှာပေါ်ပြန်ကပ်ဖို့အချိန်မရှိတော့တာနဲ့နှံပေါ်မှာကပ်ထားတဲ့မျက်ခုံးမွေးတွေနဲ့ဝက်တိဖြစ်အောင်ကျမမျက်နှာကိုလိုက်ချိန်ထားလိုက်ရပါတယ်သူအခန်းထဲကထွက်သွားပြီးမှပဲမျက်ခုံးမွေးတွေကိုချက်ချင်းပြန်ခွာလိုက်နိုင်ပါတယ်ဒါပေမဲ့မျက်ခုံးတစ်ဖက်ပဲကပ်ရသေးခင်မှာသူကသွားတိုက်ဖို့အခန်းထဲပြန်ဝင်လာပြန်ရောကြံတဲ့မျက်ခုံးတစ်ဖက်ကနှံပေါ်မှာကပ်လျက်သားကြီးဖြစ်နေတော့မှဖြစ်ပါတယ်ကျမလည်းလုံးဝမလုပ်ရဲတာနဲ့သူ့ဘေးမှာရက်ပြီးအတူတူသွားတိုက်နေလိုက်ရပါတယ်ဒါပေမဲ့သူကကျမဘေးမှာရှောက်လုပ်ပြီးလာဆောက်နေတော့ကျမလည်းစိတ်မရှိတော့တာနဲ့သူ့ကိုကြမ်းပြင်ပေါ်တွန်းချလိုက်မိပါတယ်အဲ့ဒီအချိန်မှာပဲမှန်ပေါ်ကမျက်ခုံးမွေးကအောက်ကိုရှော့ကျလာပါလေရောကျမလည်းမတက်နိုင်တော့ပဲမျက်ခုံးမွေးရှော့ကျတဲ့အတိုင်းဖြည်းဖြည်းချင်းလိုက်ထိုင်ချလိုက်ရပါတယ်အဲ့ဒီအချိန်မှာတော့ကျမတကယ်ကိုစိတ်ပြက်လက်ပြက်ဖြစ်သွားရတော့တာပါပဲကျမကောင်လေးခီးသွားနေတော့မျက်ခုံးမွေးတက်တူးထိုးဖို့ဆုံးဖြတ်လိုက်ပါတယ်ဆရာဝန်ကိုတောင်မျက်ခုံးမွေးထူထူလေးထိုးပေးဖို့တေချာမှခဲ့သေးပါတယ်မကြခင်မှာပဲတက်တူးထိုးတာပြီးသွားခဲ့ပေမဲ့မှန်တဲ့ကမျက်ခုံးမွေးတွေကကြည့်ရဆိုးလုံးနေပါတယ်ဘာမှလည်းလုံးလို့မရတော့တာမို့တက်ပြင်းမဲချနိုင်ပြီးကောင်းလေးမမြင်ပါစေနဲ့လို့ပဲစူတောင်းနေမိပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူကအခန်းထဲဝင်လာခဲ့ပါတယ်ကျမလည်းချက်ချင်းလန့်သွားပြီးအမြန်ပဲပြေးပုံလိုက်ရပါတယ်ညံစင်ပြီးနှာစေးချောင်းဆိုးဖြစ်နေတယ်လို့မျိုးဟန်ဆောင်လိုက်ရပါတယ်ကောင်လေးကကျမရဲ့အုတ်ထုပ်ကိုချုပ်ဖို့စူးစမ်းပေမဲ့ကျမကခဏခဏတားဆီးနေခဲ့ပါတယ်နောက်ဆုံးမှာတော့ဆက်ပြီးဖုံးကွယ်ထားလို့မရတော့ပဲသူကကျမအုတ်ထုပ်ကိုချွတ်လိုက်နိုင်ခဲ့တယ်ကျမလည်းရေချိုးခန်းထဲကိုချက်ချင်းပြေးဝင်သွားခဲ့ရတယ်စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အခြေအနေမှာမျက်ခုံးမွေးတွေကိုဖုံးဖို့အတွက်ရှေ့ဆံပင်ညှက်ဖို့ရုတ်တရက်စိတ်ကူးရသွားပါတယ်ဒါပေမဲ့တစ်ချက်တည်းညှက်လိုက်တာတင်သပင်တွေအများကြီးပါသွားခဲ့ရပါတော့တယ်